Alpha ကိုအခုလိုမျိုးသွေးတက်ကြမ်းပြီးတော့ဓာတ်မိတ်အကိတ်ကြီးထွက်ချင်လားအခုကျွန်တော်ပြောပြမယ့် item ကို Alpha Jungler ဆော့မှသာဆက်ကြဖို့အကြံပေးချင်ပါတယ်။ဘတ်တယ်တိုင်းကိုခေါင်းတိုးဝင်နိုင်တဲ့ Alpha ကိုသွေးတက်ပြီးတော့အကြမ်းခံဖို့အတွက်ပထမဦးဆုံး item ကို War Ace ဆက်ရမှာဖြစ်ပါတယ်။ Brother တို့အနေနဲ့ Alpha Jungler ဆော့မှာဖြစ်တဲ့အတွက်ဒုတိယ item ကိုတော့ Sky Viaza ဆက်ပေးရမှာဖြစ်ပါတယ်။ Sky Viaza ရဲ့ stat ကများလာလေလေ Alpha ရဲ့ damage ကလည်းပိုပြီးတော့ကိတ်လာလေလေပဲဖြစ်ပါတယ်။တတိယ item မှာတော့ Alpha ကိုသွေးတက်ကြမ်းပြီးတော့မာနေဖို့အတွက် Queen Swing ကိုဆက်ပေးရမှာဖြစ်ပါတယ်။၄ကြောင်းမြောက် item မှာတော့ Alpha ကို movement speed လည်းမြန်စေတဲ့အပြင်အကျန်းလက်ခံဖို့အတွက် Brute Force ကိုဆက်ပေးရမှာဖြစ်ပါတယ်။နောက်ဆုံး item မှာတော့ Magic Damage တွေကိုခံနိုင်ရှိဖို့နဲ့သွေးတက်ဖို့အတွက် Rose Gold ကိုဆက်ပေးလိုက်မယ်ဆိုရင်တော့ Brother တို့ရဲ့ Alpha ကတော်တော်လေးကိုကျန်းနေပြီပေါ့ဗျာ။